ေးနေတဲ့ကာလအမေနဲ့ဟိုးဝေးကြီးမှာနေရတဲ့ကာလအမေမရှိရတဲ့ကာလအမေတဲ့လျှက်စစ်ပြီးတွေထိန်ထိန်တောက်နေအောင်နေရပါစေအမေတဲ့တောမှာလာတာတော့တောင်ပျော်စရာမကောင်းပါဘူးတဲ့အမေနဲ့ဝေးနေရတဲ့ကာလမှာထမင်းအကောင်းစားတွေစားရပါစေရွှေထမင်းတွေစားရပါစေအမေတဲ့အမေစံတဘူးစီလူစားရတာတော့ကတော့မမိန်ပါဘူးအမေဟုတ်ကဲ့အမေမြတ်တာတိတ်ကြီးပါတယ်ခင်ဗျာအမေဆိုတာလောကကြီးမှာကိုမစားရရဲ့နေတာသမီးဝမ်းဝိုင်းခြေနဲ့နေတဲ့သူပါအမေဆိုတာသူကတာမပြည့်စုံရင်နေမှာတာသမီးတွေကိုတော့ပြည့်ပြည့်စုံစုံထားကျင်တာလေအမေပါအမေဆိုတာတာသမီးဒုက္ခရောက်ရင်ရှေ့တန်းကမာမာမတ်မတ်ကာကွယ်ရက်တီပေးတာလေအမေပါအမေဆိုတာလေဒီကမ္ဘာလောကကြီးမှာပတ်စံတပြားမှမယူတဲ့အခမဲ့ကြော်ဟာလေခင်ဗျားတို့ကျွန်တော်တို့အားလုံးရဲ့အမေပါအဝိရှော်ပေးကပတ်စံမယူပါဘူးဟုတ်ကဲ့ထမင်းခုကျွေးရလို့လည်းပတ်စံမယူပါဘူးကြောင်းထားပေးရလို့လည်းပတ်စံပြန်မတောင်းပါဒီကမ္ဘာလောကကြီးမှာပတ်စံတပြားမှမယူတဲ့အခမဲ့ကြော်ကခင်ဗျားတို့ကျွန်တော်တို့အားလုံးရဲ့အမေဒါကြောင့်ကိုဒီရဲ့မတွေ့ရချမ်းလို့အဖေရောမအဖေကအမေသားကျွန်တော်အဖေကိုလွယ်နေအမေကိုမဲအဖေမလို့နေလို့အမေပဲချစ်ရှိနေပါနေဦးခိုင်ပါရဲ့အမေကိုလွယ်နေအဖေကိုလေလွယ်နေအမေရောပါအမေပါနေငါတွေအမေနာအမေစကားကြားရောက်နေတာမောင်ကြီးပြန်လာခဲ့ပါလေအမေချစ်တဲ့ကြွားကလေးအဖေချစ်တဲ့ကဘာလေးတနေ့တာတော့မောင်ကြီးချစ်လို့အမေချစ်လို့ဆက်ပူးခြင်းနဲ့အဖေကိုလွယ်နေအမေကိုမဲအမေကိုလွယ်နေအမေချွာပါအမေမာတဲ့တရားတွေအမေနာအမေစကားကြားရောက်နေတာမောင်ကြီးပြန်လာခဲ့ပါလေအဖေချစ်တဲ့ရွာကလေးအမေချစ်တဲ့ကဘာလေးတနေ့တာတော့မဝေးချင်ဘူးအဖေချစ်ဆက်ဖို့ချင်တယ်လေအဖေကိုလွယ်နေအမေကိုမဲအမေကိုလေလွယ်နေမြို့ကြီးပြကြီးဆိုရာပြီးလို့ကြီးတွေထိတ်ထိတ်တောက်နေပြီနဲ့လာတာလောက်တော့မပြောဘူးလေထောမရတဲ့ဒီရွှေထမင်းတွေစားရတဲ့တောင်မှကထုံးအမေမတင်တင်ပါလေအမေစံတူစီလူလို့ရဲ့အေးဦးကဖိဖိအေးဦးကမေမေဝတ်တာရွှေပြောအရှာရာရှိဆုံးအမေအပြုံးကနေအဖေပြုံးကနေတယ်ကတော့ရင်မေးတင်းနေပါပြီအမေကိုလွယ်နေအမေကိုမဲအမေကိုလေလွယ်